ကြောင်တတိုက်လက်တွင်ကြက်တငယ်ဆင်းမိတယ်လို့ကျွန်ုပ်တို့အားစိတ်ကြိုက်ပြောဆိုသဘောတူနေကြသောဘုံမဟုတ်ပတ်မဟုတ်တွေကိုနရေးရိုက်ကဖနှောက်ဖြင့်ပေါက်ချင်စိတ်ပေါ်လာတော်ညာလေကျွန်ုပ်တို့ဘက်ကမှားနေသည်ကတကြောင်လူများဝိုင်းအောင်ကြည့်ရှုနေကြ၍ရှက်လွန်းလာသည့်တကြောင်ထို့ကြောင့်ဒေါသကိုပြော့မှန်ကိုလျှော့ပြီးကျွန်ုပ်တို့မှာအလံဖြူတင်လိုက်ရတော့သည်တကားအဖြစ်ကဒီလိုပါကလေးမတို့ရဲ့ပါဇက်အမြုပ်ထွက်မတက်ကျွန်ုပ်အနူးညွတ်ရှိပြတောင်းပန်ကြည့်တော့မှမမများကကျွန်ုပ်တို့အားအဖြစ်မှပေးသနာခွင့်လွှတ်တော်မူကြ၏အင်းပေါ်လေဒီလိုဆိုတော့လေရိုစီမမခွင့်လွှတ်ပေးရမှာပေါ့ကျေးဇူးပါပဲကွယ်ဒါဆိုလဲဟိုကျွန်ုပ်တို့ကိုတွားခွင့်ပြုပါအောင်နော်အိုးဒီတိုင်းတော့မလို့လား fly kiss လေးပါနေပြီးတော့အောင်လေတတဘိုင်နောက်တွေ့လေတိုင်းတော့အဲလေကြုံရင်တိုင်းနဲ့ကြုံတိုင်းသားလေးတွေတတချယ်ရီကိုရှုနေပေါ့ကျွန်ုပ်နဲ့ဘိုက်ကလေးမှာရိုးမာတဲ့တွင်တာရဲကြီးများလက်မှလွတ်မြောက်လာ၍ဝမ်းသာရသောအပျော်မျိုးထက်ဆယ်ဆလိုကဲသောခံစားမှုမျိုးဖြင့်ရည်တံများကိုကြောခိုင်းပြီးထိုနေရာမှကစုံဆိုင်ထွက်ခဲ့မိစီတော့သည်တကားဒီနေ့ကံမကောင်းပါလား